ကြိတ်အဖုဆိုရင်ပေါ့နော်ဒီအပူကြီးနဲ့အပူသေးရဲ့နန်းစီရဲ့ဒီ၃ခုကိုစောင့်ထားပေးပါเนาะအပူကြီးကိုလိမ့်ပေးပါခန္ဓာကိုယ်ထဲကအစီအကျိတ်စိတ်တွေကိုဖယ်ထုတ်ပေးတယ်အပူကြီးကအနှွေးတက်เนาะအပူသေးကအေးတက်ပေါ့နော်ဒီရဲ့အေးတက်ကခန္ဓာကိုယ်ထဲကအစိတ်အတောက်တွေကိုဖယ်ထုတ်ပေးနိုင်တာပေါ့နော်ကိုယ့်ရဲ့စီယုတ်ကောင်းတွေကိုလည်းတန်မာစေတယ်အဲ့ဒါအကြောင်းကိုအကျိတ်သမားတွေအစီသမားတွေအဖုသမားတွေဆိုရင်တွဲလိမ့်ပေးရမယ်ပြီးတော့ဒီနန်းစီကိုလည်းတစ်နှစ်ကိုတစ်လုံးတွဲတောက်ပေးလို့ရတယ်เนาะသူကကင်ဆာစီယုတ်တွေကိုကာကွယ်ပေးတယ်ခန္ဓာကိုယ်သွေးကြောထက်ကအစီတွေကိုလည်းဖယ်ထုတ်ပေးနိုင်တယ်เนาะပြီးတော့အလုံး30ရှိတဲ့တပူးဆွေလေးတစ်လစာတော့ပေါ့နော်ကိုကတစ်နေ့တစ်လုံးပုံမှန်တောက်ပေးတယ်အဲ့ဒါကြောင့်မို့ကိုရဲ့ကျမရေးကောင်းဖို့အတွက်တစ်နေ့ကိုတစ်လုံးပုံမှန်တောက်ပေးပါအစီအကျိတ်နေရမှာဆိုရင်လိမ့်စေးအပူကြီးပေါ့နော်အပူကြီးနဲ့အပူသေးကိုတွဲပြီးလိမ့်ပေးပါဒီမှာပေါ့နော်အစုံလေးပါရှင့်၃ခုလေးပါဆောင်ထားပါကိုရဲ့ကျမရေးအတွက်စပရေးကမျက်လုံးတစ်မျိုးမျက်စိအားကောင်းတစ်မျိုးထဲပဲဖြတ်ပေးလို့ရတာလားဆိုတော့ဒီစပရေးလေးကပေါ့နော်ခေါင်းမူးခေါင်းကိုက်တာကိုလည်းဖြန့်ပေးလို့ရတယ်အကျော်တက်အကျော်လွဲတာကိုလည်းဖြန့်ပေးလို့ရတယ်ရင်ဘတ်အောက်တဲ့သူတွေเนาะအစာအိမ်ဖြစ်တဲ့သူတွေကိုလည်းရွမ်းဖြစ်တဲ့သူလည်းဖြန့်ပေးလို့ရတယ်เนาะယောဂမျိုးစုံဖြန့်ပေးလို့ရတယ်နာနိုစပရေးလေးပါเนาะနောက်တစ်ခုတော့ဒီနန်းစီလေးနဲ့တွဲတောက်ပေးเนาะကိုရဲ့ကျမရဲ့တွဲလဲကောင်းစေတယ်ကိုရဲ့ခံပြီးအားလဲကောင်းစီတာပေါ့နော်သူကကင်ဆာဆီယုတ်တွေကိုကာကွယ်ပေးစီတယ်နော်နန်းစီနဲ့စပရီနဲ့ကျမရေးဘာမှမဖြစ်သေးတဲ့သူတွေကြိုတင်ကာကွယ်ပြီးတောက်ပေးပါဖြန့်ပေးပါနော်တစ်နေ့ကို2ကြိမ်ဖြန့်ပေးကြည့်အရန်နဲ့မှကောင်းတာပေါ့နော်မျက်စိအာရုံကြောအားကောင်းချင်တဲ့သူတွေအုံနောက်အာရုံကြောအားကောင်းချင်တဲ့သူတွေနော်နန်းစီလေးတစ်လုံးတောက်ပေးပြီးတော့စပရီလေးနဲ့တွဲဖြန့်ပေးကိုရဲ့ကျမရေးကာကွယ်ချင်တဲ့သူတိုင်းဒီတွဲကိုပေါ့နော်ရှိထားပေးတင်တယ်နော်ဒီတေးလက်နေ့တိုင်းတစ်နေ့ကိုတစ်လုံးတောက်ပေးတယ်ဒီတေးတောက်စရာမလိုပဲနဲ့ကိုရဲ့ဟော်မုန်းအားကောင်းချင်တဲ့သူတွေအတွေ့ဘလို့လောက်သွားပေးရမလဲဆိုတော့ကိုရဲ့ခန္ဓာကိုယ်ထဲကအစိတ်အတောက်တွေကိုဖယ်ထုတ်ပေးပါနော်အသားအိမ်သားဥရှိတဲ့ main ကလေးမှာဆိုရင်အဲ့ဒီနေရာကအသားလုံးတွေရေအိတ်တွေเนาะအသွေးလုံးတွေဖြစ်နိုင်တယ်ဒီလိုမျိုးလက္ခဏာတွေကိုပေါ့နော်မဖြစ်ချင်ဘူးကြိုတင်ကာကွယ်ချင်တဲ့ဟော်မုန်းအားကောင်းချင်တဲ့ဆိုရင်ဒီလိန်ဆေးကိုပေါ့နော်တလန့်စာနဲ့တွဲလိမ့်ပေးပါနော်ခန္ဓာကိုယ်ထဲကအစိတ်အတောက်တွေဖယ်ထုတ်ပေးတယ်တာအိမ်သားလုံးတွေရေအိတ်တွေလည်းကာကွယ်ပေးစေတယ်ဖြစ်နေတဲ့သူလည်းလိမ့်ပေးလို့ရတယ်နော်မခွဲချင်တဲ့သူတွေအတွေ့ပေါ့နော်တွဲလိမ့်ပေးပါအလားစာနဲ့လိမ့်ရမယ်နော်တာအိမ်သားဦးနဲ့ပတ်သက်တယ်ဆိုရင်ပေါ့နော်ဒီလိန်ဆေးကဆိုရင်အရင်ကကိုကလည်းအသားလုံးရေအိတ်ဖြစ်ဖူးတာပေါ့နော်အလုံးအကြီးကြီးကနေပေါ့နော်သူ့ကိုလိမ့်ပေးတာ2လတော့မပြည့်ဘူးပေါ့နော်အသားလုံးကြီးတာကနေသေးလာသွားတာပေါ့နော်ဒီလိန်ဆေးကတောက်စရာမလိုဘူးနော်လိမ့်ပေးရုံနဲ့ကိုရဲ့စိတ်လည်းအားကောင်းစေတယ်ဟော်မုန်းလည်းအားကောင်းစေတာပေါ့နော်တင်သားအကျိတ်ဖြစ်တဲ့သူတွေပေါ့နော်ကိုရဲ့အကျိတ်ကဆဆဖြစ်တဲ့ရိုးဖြစ်ပေးမယ်ကိုအစိုးမဖြစ်သွားချင်ဘူးမလွတ်ထားစေချင်ဘူးဆိုရင်ကြိုတင်ကာကွယ်လို့ရတယ်เนาะအဲ့ဒါကပါလဲဆိုတော့ကိုရဲ့ကျန်းမာရေးအတွေ့ပေါ့နော်ခန္ဓာကိုယ်ထဲကအကျိတ်ဆိုတာပေါ့နော်အစိတ်အတောက်ကနေဖြစ်ပေါ်တာပါเนาะတောက်စေးလည်းမရှိသေးဘူးเนาะရိုးဖြစ်တယ်ဆိုရင်ဆရာဝန်လည်းမခွဲပေးသေးဘူးကိုကမကြီးသွားချင်ဘူးအစိုးမဖြစ်ချင်ဘူးဆိုရင်ဒီလိန်ဆေးပေါ့နော်အဘူးသေးနဲ့အဘူးကြီးကိုတွဲလိန်ပေးပါအဘူးသေးကပေါ့နော်ခန္ဓာကိုယ်ရဲ့အစိတ်အတောက်ကိုဖယ်ထုတ်ပေးတယ်ကိုလိမ့်ပေးပြီး10မိနစ်ထားပြီးမှအဘူးကြီးကိုတွဲလိမ့်နော်ဒီအစီအကျိတ်အဖုဆယ်တွေကိုပေါ့နော်ဖယ်ထုတ်ပေးတဲ့အဘူးကြီးကနဘူးစလုံးကအလုံးလုံးနီးမတူဘူးနော်ဒါခန္ဓာကိုယ်ထဲကအစိတ်အတောက်ကိုဖယ်ထုတ်ပေးတယ်နော်ရင်သားအစီအကျိတ်အဖုဖြစ်တဲ့သူတွေဂျိုင်းတွေလယ်ပင်းတွေပေါ့နော်အလုံးတွေဖြစ်တယ်ရိုးအလုံးဖြစ်တာကနေမစိုးသွားချင်ဘူးဆိုရင်ကြိုတင်ကာကွယ်ပါနောက်တစ်ခုတော့ဒီနန်းစီလေးကိုလည်းတွဲတောက်ပေးပါနော်သူကကင်ဆာဆီယုတ်ကိုလည်းကာကွယ်ပေးစေတယ်